ဒီပါဒီနေ့ခီတီတို့တကယ်ချင်းတော့ရောက်ဘာလို့လှနေလဲဆိုတော့ဘာဖြစ်လို့လဲဆိုတော့ခီတီရဲ့မွေးနေ့ပေါ့နော်အဲ့ဒါကိုတကယ်ချင်းနေနဲ့အတူတူကိုကြိုက်တဲ့ဝတ်စုံလေးဝတ်ပြီးတော့ဒီဝန်ကန် stress မှာလာပြီးတော့စားဖြစ်ပါတယ်လိုက်ပြီးတော့ကြည့်ရှုပြချက်ပေါင်းရှင်လှရမဟုတ်လား3ယောက်ထဲက1ယောက်ရွေးခဲ့နော်3ယောက်ထဲကဝါစိန်ဆိုတော့အနီရောင်းဒီဘက်ကနေရမှာဝါစိန်ကြီး3ယောက်ထဲကကြိုက်တဲ့ရောင်လေးရွေးခဲ့ပါဆိုင်နေမယ်တော့ cherry ကောင်းပေါ့နော် cherry ကောင်းနဲ့ဟဲ cherry ကောင်းဆိုဘယ်လိုဖြစ်သွားလဲစားရပါဒါတော့ဆိုင်ပိုင်ရှင်မဟုတ်ဘူး waiter သပွဲတို့ပါခီတီတို့ကောင်းတဲ့နေရာလေးတစ်ခုပဲရွေးလိုက်ကြပါတယ်တငယ်ချင်း3ယောက်စလုံးကတော့အကြိုက်ချင်းမတူကြဘူးပေါ့နော်တယောက်ကအသားနဲ့လောက်ထားရဲ့အဲ့လိုဟင်းလျာတခုယူပါတယ်ကျမနဲ့ကျမတငယ်ချင်းစူစီနဲ့ကတော့အချုံမုံမယူပါတယ်ဒီနေ့ကတော့အရင်ပျော်ပါတယ်ဒါမဲ့ Ruby ကနေမကောင်းဖြစ်နေလို့မခေါ်တာဖြစ်ပါတယ် Ruby လေးကိုနောင်လေးကျမပဲအေးဆေးခေါ်ပြီးကျွမ်းမှာဖြစ်ပါတယ်ခီရိုညနေဆောင်ကနေကြမှုစီစဉ်လုပ်ထားပါတယ်ခီရိုအရင်ပျော်ခဲ့ကြပါတယ်ပြီးတော့ယူရိုလည်းခီတီတို့3ယောက်ထဲကခီတီတငယ်ချင်းစူစီနဲ့လမ်းမရဲ့ရှိမှာဘယ်တယောက်ကအချောဆုံးလဲပြီးတော့ဘယ်ရောင်လေးကိုအကြိုက်ဆုံးလဲဆိုတာလေးကိုမှတ်ခဲ့ပါနောက်ဗီဒီယိုမှာပြတွေ့ပါမယ်ဘိုင်ဘိုင်Bye bye. See you next time.